ကမ္ဘာပေါ်မှာတရားစာနာပေါ်တဲ့နိုင်ငံတွေကတရားစာနာကိုရောင်းပြီးတော့ဝင်ငွေရှာကြတယ်။မိပညာထောက်ရတဲ့နိုင်ငံတွေကမိပညာကိုသုံးချပြီးတော့ဝင်ငွေရှာကြတယ်။ဒါပေမဲ့ဘာမှပြည်လူမလုပ်ရဘဲနဲ့ဝင်ငွေဒေါ်လာတန်းနဲ့ချီပြီးရနေတဲ့နိုင်ငံတွေလည်းရှိပါတယ်။ဒီနေ့ဗီဒီယိုမှာတော့အဲ့ဒီနိုင်ငံတွေအကြောင်းကိုပြောပြပါမယ်။အဲ့ဒီနိုင်ငံတွေကဘာကြောင့်အဲ့လိုမျိုးဝင်ငွေတွေအများကြီးရနေကြတာလဲဆိုတာပြောလို့ဆိုရင် TLD ဆိုတဲ့အကြောင်းကိုစပြောဖို့လိုပါလိမ့်မယ်။ TLD ရဲ့အရှိကောကတော့ top level domain လို့ခေါ်ပါတယ်။ website တွေမှာလိပ်စာရိုက်ခဲ့တဲ့အခါမှာနောက်ဆုံးမှာပါလို့ရှိရဲ့ .com, .net, .org အစတွေကို TLD လို့ခေါ်ပါတယ်။အဲ့လို TLD ရဲ့မှာနိုင်ငံတိုင်းအတွက်သတ်မှတ်ထားတဲ့ domain country code TLD တွေလည်းရှိပါတယ်။ဥပမာပြောမယ်ဆိုရင်မြန်မာဆိုရင် .mm ထိုင်းဆိုရင် .th ဥပမာ www.website.com.mm အဲ့လိုမျိုးပေါ့အဲ့ဒီ country code TLD တွေကိုဘယ်သူကသတ်မှတ်ပေးရလဲဆိုရင် ICANN ဆိုတဲ့အဖွဲ့အစည်းကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတွေကသတ်မှတ်ပေးရတာပါအဲ့လိုစာပြီးသတ်မှတ်တဲ့အချိန်မှာတော့ဘယ်နိုင်ငံရဲ့ country code ကဘယ်လိုမျိုးတန်ဖိုးရှိလာမယ်ဆိုတာကိုဘယ်သူမှမသိကြပါဘူးဒါပေမဲ့အခုချိန်မှာတော့အဲ့ဒီ country code TLD တွေက digital ရွှေလို့တင်စားရလောက်ကိုတန်ဖိုးရှိလာတာရှိပါတယ်အထင်ရှားဆုံးဥပမာတစ်ခုကိုပြောရမယ်ဆိုရင်အခုခေတ်မှာ AI ဒီပညာရေးတိုးတက်လာတဲ့အမျှ .ai ဆိုတဲ့ website တွေကခေတ်စားလာပါတယ်အဲ့တော့ .ai ဆိုတဲ့ country code ကိုပိုင်ဆိုင်ထားတဲ့နိုင်ငံကတော့ Caribbean ပင်လယ်ထဲမှာရှိတဲ့ Anguilla ဆိုတဲ့နိုင်ငံငယ်လေးပါဒီနိုင်ငံကလူဦးရေတစ်သောင်းလောက်ပဲရှိတဲ့ကျွန်းနိုင်ငံလေးဖြစ်ပါတယ်2023ခုနှစ်ကစပြီး AI ဒီပညာရေးထုတ်ကားလာတဲ့အခါမှာဒီ .ai domain name တွေကိုကုမ္ပဏီကြီးတွေကအလို့ရက်ဝယ်လာကြပါတယ်အဲ့လိုဝယ်လာတဲ့ချက်ဖို့လေ Anguilla အစိုးရကသူတို့ domain name အတွက်လာဝယ်သူတွေစီကနေပြီးတော့အခွန်ကောက်ပါတယ်အဲ့ဒီအခွန်တွေက2024ခုနှစ်တခုတည်းမှာပဲဒေါ်လာ35စန်းအထိရရှိခဲ့ပါတယ်အဲ့ဒါကသူတို့နိုင်ငံရဲ့ GDP ရဲ့15%လောက်ရှိတဲ့ပမာဏပါပြောမယ်ဆိုရင်တော့ဘာမှ trade လုပ်စရာမလိုပဲဒီနာမည်လေးတစ်လုံးနဲ့ဒေါ်လာတက်ချီရနေတာပါအဲ့လိုမျိုးပဲနောက်တစ်နိုင်ငံရှိပါသေးတယ်သူကတော့ Pacific Cambodia တွေက Tuvalu ဆိုတဲ့နိုင်ငံလေးပါသူ့ရဲ့ country code domain name ကတော့ .tv ဖြစ်ပါတယ်အဲ့တော့ဗီဒီယိုတွေ streaming service တွေခေတ်စားလာတဲ့အချိန်မှာTwitch TV လိုမျိုးနာမည်ကြီး site တွေကဒီ domain ကိုသုံးလာကြပါတယ်။ Tuvalu ကလည်းအဲ့ဒီ domain name ကနေပဲဒေါ်လာတန်းပေါင်းများစွာရရှိနေတာဖြစ်ပါတယ်။ Tuvalu နိုင်ငံတွေကရေကြီးမှုတွေသဘာဝဘေးအန္တရာယ်တွေကိုပြင်းပြင်းထန်ထန်ခံစားရတာဖြစ်တဲ့အကြောင်းမလို့ .tv ကရတဲ့ဝယ်ကသူတို့နိုင်ငံမှာလမ်းတွေစေးရုံတွေစောက်ဖို့ပင်လယ်ရေတက်တာကိုကာကွယ်ဖို့အတွက်အများကြီးအသုံးဝင်တာဖြစ်ပါတယ်။အဲ့ဒါတွေမကသေးပါဘူး။ Montenegro နိုင်ငံရဲ့ .me, British Indian Ocean Territory ရဲ့ .io စသဖြင့်နိုင်ငံတွေကလည်းသူတို့ရဲ့နာမည်တွေကနေပြီးတော့ဝင်ငွေတွေရနေကြပါတယ်။နောက်ထပ်တော့ဘယ်နိုင်ငံတွေရဲ့ domain တွေကဒီလိုမျိုးနာမည်ကြီးပြီးတော့ဝင်ငွေတွေရကြတယ်လို့ထင်ပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ .ml ဟာရောဘယ်လိုမိညာရဲ့တိုက်ဆိုင်ပြီးတော့ဝင်ငွေရလာလို့ထင်ပါတယ်။comment မှာဆွေးနွေးပေးကြပါဦး။အခုဗီဒီယိုလေးကိုကြိုက်တဲ့ဆိုရင်ကျွန်တော်ရဲ့ page လေးကို subscribe လုပ်ဖို့လည်းဖိတ်ခေါ်ရပါတယ်။နောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။